မင်္ဂလာပါရှင် TVN Channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်တဲ့စကိုင်းတိုင်းနဲ့ချင်းပြည်နယ်မှာစစ်စင်ရေးကြာရှုံးမှုလက်ပေးလက်ယူမှုတွေနဲ့အေးအေးယူခံနမခတိုင်းမှုပုံမှုချုပ်မျိုးမင်းထွေရဲ့ဇနီးနဲ့မိသားစုဝင်တွေကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့နေပြည်တော်စစ်တပ်သတင်းမြစ်ကပြောပါရယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်အတွင်းကနေထွက်ပြေးလာကြားဖြန့်တရုတ်တွေနဲ့နိုင်ငံသားတွေကဖမ်းကြိုက်ထိုလမ်းကြောင်းကတဆင့်ရန်ကုန်ကိုတက်ဖို့စ조사နေလို့ကေစီသတင်းမြစ်နဲ့ဒေသသတင်းမြစ်တွေကပြောတယ်။ပဲခူးတိုင်းနဲ့တလင်းမြို့နယ်ကဓမ္မငယ်ရဲစခန်းတောင်ညိုကတိရဲစခန်းပါဝင်အကြမ်းဖက်စစ်တပ်တက်ဆွဲတိုင်းနေရာတွေကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ပြီးမိရှို့ရှင်းလင်းခဲ့တဲ့သတင်းပါဝင်မနက်ကင်သတင်းတွေကိုတင်ဆက်ပေးထားပါရရှင်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့အမေရိကန်မှာရှာယီလိုခိုလုံခွေ TPS ဖြတ်သိမ်းပြီးနှင်းလုံးမဲ့မြန်မာနိုင်ငံသား4000အပါဝင်ကမ္ဘာတဝမ်းမှမြန်မာတွေမိခင်နိုင်ငံပြန်လာကြပြီးရွေးကောက်ပွဲမဲပေးလေကြိုးဆိုမယ်လို့မင်းအောင်လှိုင်ကပြောအမေရိကန်ပြည်ထောင်စုမှာရှားရီခိုလုံခွက်ဖြတ်သိမ်းပြီးနှင်းလုံးမဲ့မြန်မာနိုင်ငံသား4000အပါဝင်ကမ္ဘာတဝန်းကနေမြန်မာနိုင်ငံသားတွေမိခင်နိုင်ငံပြန်လာကြပြီးရွေးကောက်ပွဲမဲပေးကြလင်ကြိုးဆိုမည်ဖြစ်ကြောင်းဂျပန်မြောင်လိုက်ကပြောဆိုပါရယ်ဂျမနီဘယ်လာ့စ်နိုင်ငံမှသမ္မတနဲ့တွေ့ဆုံစဉ်ဂျပန်မြောင်လိုက်ကထုတ်ပေါ်ပြောဆိုခြင်းဖြစ်ပါရယ်နိုဝင်ဘာ25ရက်နေ့အမေရိကန်နိုင်ငံမိမြေလုံခြုံရေးဝန်ကြီးဌာနကအမေရိကန်မှာရောက်ရှိနေမြန်မာနိုင်ငံသား4000ခန့်ကိုယာယီခိုလုံခွင့် TPS ပေးထားမှုမှာရုပ်သိမ်းပြီးရက်ပေါင်း60အတွင်းပြန်လည်ဆဲလို့မယ်လို့ထုတ်ပြန်ထားကြောင်းနိုင်ငံရေးသဘောထားကွဲလွဲမှုတွေနဲ့အခြားအကြောင်းမျိုးမျိုးကြောင့်အမေရိကန်နိုင်ငံအပါအဝင်တခြားနိုင်ငံတွေကိုရောက်ရှိနေမြန်မာနိုင်ငံသားတွေအနေဖြင့်မိခင်နိုင်ငံကိုပြန်လာမည်ဆိုပါကကြိုးဆိုကြောင်းမြန်မာနိုင်ငံသားများအနေဖြင့်ဆန္ဒရှိပြီးရွေးကောက်ပွဲကာလနဲ့အကျုံးဝင်ပြီးမဲဆင်မှာပါဝင်မည်ဆိုပါကရွေးကောက်ပွဲမှာဆန္ဒမဲလောက်ပေးနိုင်ရေးစာရန်သားပြီးဖြစ်ကြောင်းမြောင်လိုက်ကဆိုတယ်အမေရိကန်နိုင်ငံမိမြေလုံခြုံရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာခဲ့ယာယီခိုလုံခွင့်ရုပ်သိမ်းတဲ့မြန်မာနိုင်ငံသား4000ခန့်ကိုလည်းလက်ခံဆောင်ရွက်နိုင်စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။သူတို့မဲဆင်းမှာပါလို့ရှိရင်လည်းမဲပေးခွင့်ရှိအောင်ဆောင်ရွက်ပေးမယ်အလားတူစွာပဲတခြားအကြောင်းမျိုးမျိုးနဲ့ပြည်ကားကိုရောက်ရှိနေကြမြန်မာနိုင်ငံသားတွေကိုလည်းဒီမိုကရေစီရေးမှာငြိမ်းချမ်းစွာလက်တွဲစားနိုင်ဖို့မြန်မာနိုင်ငံကိုပြန်လာဖို့ကြိုးဆိုကြောင်းပြောလိုပါတယ်။မြောက်လိုင်ကထိုးပြောဆိုတော့လဲလက်တွေ့ပြည်တွင်းမှာရွေးကောက်ပွဲကိုနှောက်ယှက်ဖျက်ဆီးတည်ဟုဆိုကလူမှုကွန်ရက်မှာမဲမပေးလှုံ့ဆော်မှုတွေစစ်တပ်ဝါဒဖြတ်ရုပ်ရှင်ဇာတ်လမ်းကိုဝေဖန်သူတွေပါဝင်ပြည်သူတွေတရုတ်ဆောင်နဲ့ဒရိုက်တာတွေဟာတော့လူရှင်တော်တွေကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်မှုကာကွယ်ဥပဒေနဲ့ဖမ်းဆီးရေးယူမှုတွေစတိုက်လှုံ့ဆော်လျက်ရှိအောင်တွေ့ရှိရပါတယ်ရှင်။နောက်ဆက်အားပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။